လူအကျွေးနဲ့မလှူပါနဲ့တသက်လုံးမှတ်ခဲ့ပါဘာလဲတော့အလူကိုအကျွေးနဲ့မလှူပါနဲ့ဘယ်တော့မှအကျွေးနဲ့မလှူနဲ့ဝတ္တလသုတ်တံမင်္ဂလသုတ်ဟောပြီးနောက်ရက်မှာဝတ္တလသုတ်ဟောတယ်လှူမယ်လို့ပြောပြီးမလှူတာလူယုတ်မာတယ်ဘုရားကပြောတာမင်္ဂလာကကြီးပွားကြောင်းကိုပြောတာဝတ္တလသုတ်တံကဆုတ်ယုတ်ကြောင်းကိုပြောတာလှူမယ်လို့ပြောပြီးမလှူတာအလူကျွေးတင်တာအဲ့ဒါဝတ္တလတဲ့အလူကိုအကျွေးနဲ့မလှူပါနဲ့900လှူနိုင်900လှူ9ချက်လှူနိုင်9ချက်လှူမလုံးတဲ့အထဲမှာအကျွေးမရှာနေတဲ့မှာအလူကျွေးမထားနဲ့သိအနေများတာတရားတရားကတော့မနေ့က1000လှူမယ်ပြောတယ်ဒီနေ့ကျတော့ဒီဘုန်းကြီးသဘောမပြတ်ပါဘူး900လောက်လှူရင်အဲ့မှာ900အကျွေးတင်သွားမလှူရဲနဲ့ကိုမပြောဘူးလေမပြောဘဲနဲ့နေတာခဲ့တာမရှိဘူးအဲ့ဒါဘောအမြဲတမ်းသတိပေးခြင်းပါလေအလုံးမှတ်ထားတာပါပါတယ်တော့အလူကိုအကျွေးနဲ့မလှူနဲ့အကျွေးတင်ခံပြီးမလှူနဲ့အဲ့ဒါအရေးကြီးတယ်ဟုတ်ပြီနော်ဒါကြောင့်ရလာတဲ့စည်းစိမ်ဥစ္စာတွေကဘလို့တဲ့တော့စာရင်စုဒီမှာအလွတ်လွတ်နေတဲ့သူပြောဒီလိုတော့ဘလို့စုမလဲအမြတ်မှာအများကြီးမရဘုံ10တန်းအောင်တော့ရန်ကုန်မှာ2000ခုနှစ်ကတွင်ကုန်သွားလို့တဲ့ဒီနေ့ပတ်စံ100ရ2000ခုနှစ်ကနော်ဒီနေ့ပတ်စံ100ရအဲ့ပတ်စံ100ဘုံအဲ့အလုံးမှာ3လလောက်ခဲ့တယ်မနက်စာမကြွေဘူးထမင်းတက်နဲ့ပဲကြွေတယ်ဒီနေ့ကို15နာရီလောက်လှုပ်လို့ရတယ်တွင်ကုန်လို့အဲ့ဘုံ3လလောက်တာပတ်စံ9000စုမိတယ်ပေါက်စီတစ်လုံးဝယ်စားတယ်မနက်ပိုင်း30ပေးရတယ်80ပို့တယ်အဲ့80ကိုစုအဲ့ဒါစုရတဲ့အလေးချင်းကတော်တော်အရေးကြီးတယ်ပတ်စံကမစုတဲ့မရအောင်အဲ့ဒါမှတ်တာမစုတဲ့ရင်ဘလောက်ရပို့တယ်ဆိုတာမရှိဘူးအဲ့ဒါကစိတ်ကိုအလိုလိုက်လို့ပဲကံအဝတ်စားတွေအများကြီးပတ်စံပေါ်တော့ထက်ဝဲဖြစ်တော့ဘာလို့အဝတ်စားထိန်းသိမ်းရတဲ့တာဝန်ကြီးသွားရောအဲ့ဒါကြီးမသိဘူးနော်ပစ္စည်းတခုဝယ်လိုက်ပြီဆိုအဲ့ဒီဟာကိုထိန်းသိမ်းရတဲ့တာဝန်ရှိသွားတယ်ဒါကြောင့် finance မှာအပူမသုံးအောင်အဲ့ဒါမှတ်တာဘာတော့အပူမသုံးအောင်အပူသုံးတာဖြုံးတာပဲဒါကြောင့်သုံးတာနဲ့ဖြုံးတာကွဲဖို့လိုတယ်အဲ့မှာဘာရေးကြည့်တုံးဆိုတော့ရှာတဲ့သူကမဖြုံးဘူးတဲ့ဖြုံးတဲ့သူကလည်းမရှာဘူးတဲ့တကယ်ပတ်စံဖြုံးတဲ့သူတွေကတကယ်ရှာတာမဟုတ်ဘူးသူများပတ်စံနဲ့ဖြုံးနေတာတကယ်ရှာတဲ့သူတကယ်ကိုငွေကြေးရဲ့တန်ဖိုးသိလာတဲ့သူကလည်းမဖြုံးဘူးငွေကိုပိုးပြီးမာအောင်လုပ်ယူရတယ်ငွေကိုပိုးပြီးတော့ခိုင်အောင်လုပ်ယူရတယ်အခုကငွေရလက်ထဲဒီဘက်ထဲရောက်ဟိုဘက်ကထွက်သွားချက်ချင်းထွက်သွားတယ်အဲ့ဒါငွေကိုမာအောင်မလုပ်တာငွေကိုမြဲအောင်မလုပ်တာဒါကြောင့်ဘုံပြောပြငွေရှာတာအတော်လွယ်တယ်ဘုံ16စက္ကွန်းမှာကိုယ်ပိုင်လုပ်ငန်းတွေရှိနေငွေရှာတာမခက်ဘူးငွေကိုမထိန်သိမ့်တိုင်းလူဟာဖြတ်ပြတာအဲ့ငွေကဒါကြောင့်ငွေရှာတာတဲ့နောက်တစ်ဆင့်အရေးကြီးတာငွေထိန်ကြီးရေးကြည့်ထိန်တဲ့ရင်တော့တတိဖြစ်တယ်တို့လူချမ်းသာမဖြစ်ဘူးလူချမ်းသာဖြစ်ဖို့ကြတယ်ရင်းနှီးမြှုပ်နှံဖို့လိုတယ်ဒါကြောင့်ငွေရှာတာ3ဆင့်ရှိတယ်ရှာတဲ့အဆင့်ရယ်ထိန်တဲ့အဆင့်ရယ်ရင်းနှီးမြှုပ်နှံမှုအဆင့်အတူတူပဲဘယ်နိုင်ငံဘယ်ဘာသာဘယ်ကဘာနဲ့နေအတူတူပဲရှာတာကမခက်ဘူးနော်တကယ်တမ်းကိုယ်မှာအရေးချင်းရှိတဲ့သူငွေကရှာလို့လွယ်တယ်အေးဘာအရေးကြီးဆုံးထိန်းတာကြတော့အရေးကြီးသွားပြီရှာနိုင်တော့လူကပျက်စီးဖို့လွယ်သွားတယ်ဒါကြောင့်အဲ့ဒီငွေထိန်းနည်းကလူပါထိန်းနိုင်မှငွေကထိန်းနိုင်တာလူမထိန်းနိုင်လူကဖြတ်ပြစ်တာအဲ့ဒီငွေကမြစ်တည်ရေကြီးလာတဲ့အခါကဘာတွေကိုဖြိုးပစ်တယ်လို့ပဲအဲ့ဒီမှာလူတွေကငွေစေဝါတွေသုံးလာတဲ့အပျော်ပါးတွေမတ်တက်လာအဲ့လိုမျိုးဖြစ်တတ်တယ်ဒါကိစ္စနော်ဒါကြောင့်ငွေရှာတာပထမအဆင့်ငွေထိန်းတာဒုတိယအဆင့်တတိယအဆင့်ကြပါလို့ရင်းနှီးမြှုပ်နှံမှုအဲ့ဒီကြမှာချမ်းသာတာနော်လူချမ်းသာအဲ့ကြမှာဖြစ်တယ်တတိဖြစ်ဖို့မခက်ဘူးလူချမ်းသာဖြစ်ဖို့ကြခက်တယ်လူချမ်းသာဆိုတာအမြဲတမ်းအေးအေးဆေးဆေးဒုနတ်နေငွေဝင်တဲ့ဟာမျိုးပါဇက်လေးလှုပ်လိုက်တာနဲ့ပတ်စံရသူ့ပုံလေးပြလိုက်တဲ့ပတ်စံရ image ဒီစောက်ထားတဲ့သူတွေကြလေအဲ့လိုဖြစ်ဖို့ကြတော့ငွေကိုဘာဖြစ်တတ်ဖို့လို့တော့ရင်းနှီးမြှုပ်နှံဖို့လုပ်တတ်ဖို့လို့တယ်ဒါကြောင့်ဘယ်နှဆင့်တော့ဘာတွေတော့ငွေရှာတာငွေထိန်းတာရင်းနှီးမြှုပ်နှံတာအဲ့ဒီ3ဆင့်လုပ်တတ်မှငွေရမြဲတယ်ဟောမြတ်စွာဘုရားရှင်ကတော့စာရင်စုဘာကိုပြောတာ finance ကိုပြောတာဟို blog ပိုင်လေဘုရားပြောတာနော် finance ကဂရိမအသေးအတန် soft skill တွေမှာသင်နေရလေ financial management တို့ဘာလို့အခုမှအသေးအတန်သင်နေတယ်ဘုရားပြောတာရိုးရိုးရှင်းရှင်းလေးအများကြီးမှတ်စရာမလိုဘူးစာရင်စုပြီးသွားအဲ့ဒါ finance ပဲဟုတ်လားသူတို့ဘယ်လိုမျိုးနေရာမှာ investment လုပ်ရင်ကြီးပွားနိုင်လဲဘယ်လို investment တွေကမခိုင်မြဲဘူးလေအဲ့ဒါတော့ knowledge လို့လေဒါကြောင့် knowledge ကအမြဲတမ်းနေရာတိုင်းအတွက်လိုတာကြီးပွားတိုးတက်ဖို့ဆို knowledge မပါမကြီးပွားနိုင်တော့